မှာဒီလိုခုတန်း credit card လေးကိုနော်အကိုဘယ်လိုရှောက်ရမလဲပေါ့နော်ဘာတွေပြင်ဆင်ရမလဲဘယ်လိုသွားရမလဲပေါ့ဘာတွေတတိထားမလဲလို့ပြောတဲ့အတွက်မေးထားတဲ့အတွက်ကြောင့်ဗီဒီယိုလေးနဲ့ဖြည့်ပြလိုက်ပါဒီတို့ကကုမ္ပဏီရဲ့အချက်လက်ကိုပြင်သွားလဲဆိုတော့တခြားဘာမှမဟုတ်ဘူးဗျကိုယ့်ရဲ့ကုမ္ပဏီရဲ့လိပ်စာတွေဖြည့်ရမယ်ပြီးရင်ကုမ္ပဏီရဲ့နာမည်တွေထည့်ရမယ်ကုမ္ပဏီရဲ့ဖုန်းနံပါတ်တွေပဲဥစ္စာကိုပဲအဓိကမှတ်သွားမှာပေါ့နော်ပြီးကိုယ့်ရဲ့ကုမ္ပဏီကခါဘူးရှိခိုင်းချတော့ရှေ့ရလားနောက်ကလားဥစ္စာတစ်ချက်တတိထားသွားမယ်ဥစ္စာကြည့်သွားမယ်ပြီးရင်လိပ်စာဖုန်းနံပါတ်ဆိုတော့ကုမ္ပဏီနာမည်ခါဘူးရှိခိုးရှေ့ရလားနောက်ရလားပြီးရင်ကိုယ့်ရဲ့တစ်နှစ်ဝင်ငွေကိုမှလုံးဝအခွင့်မနှုတ်ရသေးပဲနဲ့ဥစ္စာပေါ့နော်ဒီလောက်ဥမာ1020ရတယ်25,000ဆို25,000ဥစ္စာကိုမှသူကမှစနစ်နဲ့မြောက်ပြီးတစ်နှစ်ဝင်ငွေထည့်ရမယ်ပြီးရင်နောက်တစ်ခုကကြတော့ကိုစုထားတဲ့ငွေမှာစုထားတဲ့ငွေကကြတော့ကိုကမရှိဘူးလို့မပြောရဘူးเนาะပြီးရင်နည်းနည်းပါးပါး30 40 50အဲ့လောက်ပဲရှိရလို့လည်းပြောတာ1100လောက်တော့ပြောလိုက်ပေါ့နော်ကိုလက်ကြီးမှတူဒီလောက်ရှိတာပါဆိုလက်ကြီးနဲ့ကင်ပြရတာမဟုတ်ဒီတိုင်းနိုင်မယ်အမိခံလေးပဲပြောတာဆိုကိုကများတာပြောလိုက်ပေါ့နော်1100လောက်စုထားတဲ့ငွေဘယ်လောက်ရှိတယ်ဗာညာခုကလေးအဲ့လိုမျိုးဖြေရတဲ့ခါလေးရှိရတဲ့ကြောင့်လို့ဥစ္စာလေးဖြေလိုက်ပေါ့နော်ကျွန်တော်တကယ်ချင်းတယောက်တော့သူကစုထားတဲ့ငွေတော့မရှိဘူးလို့လားမသိဘူးအဲ့လိုဖြေလိုက်တာနဲ့သူကမရဘူးပေါ့နော်အဲ့စုထားတဲ့ငွေကရှိမရှိများဖြေလို့ရတယ်ပေါ့နော်ပြီးရင်တနေ့ဝင်ငွေကြလုံးဝအခွင့်မနှုတ်ရတဲ့ဥစ္စာကိုမှစနစ်နဲ့မြောက်ပြီးတော့ထည့်ရမှာပေါ့နော်ပြီးရင်တော့ကိုကဘာယူသွားမလဲဆိုရင်ဇိုင်းလူကက်ယူသွားရမယ်ပြီးရင်နောက်ကဘန်ကက်ပေါ့နော်ဘန်ကက်ယူချောပြီးဘာကက်ပြီးအကုန်ယူသွားလို့ရတယ်အဓိကကတော့ဥစ္စာလေးပဲကျန်တာဘာမဟုတ်ဒီတခုပေါ့နော်သူနာမည်တွေရှေ့နောက်တွေမလွဲအောင်တော့ဒီချက်တတိထားပေါ့နော်သူတို့ပြန်ပြီးတော့စစ်ခိုင်းပေါ့နော်တချို့ကျကျွန်တော်တို့ဒီနာမည်ရဲ့ရှေ့နောက်တွေလိုမျိုးဖြစ်နေတဲ့ကြောင့်သူတို့ဒီချပြန်စစ်ခိုင်းလို့ဒီမြန်မာလူမျိုးရဲ့နာမည်ကကျလိုမျိုးရှေ့တွေနောက်တွေမျောချင်းတွေပါတယ်မရှိဘူးဒီပုံစံတိုင်းပဲဖြည့်ရမှာပေါ့နော်ဘလို့ဆိုဒီပုံမှန်ဒီတိုင်းအတဲ့တိုင်းပေါ်ခြင်းဘလို့ဖြည့်ရမလဲဘာညာပြီးတော့သူတို့ဒီချမေးပြီးတော့ဖြည့်ပေါ့နော်တချို့ရကြကတ်လာဘူးတဲ့ချိန်ကျနာမည်ကမှားနေလို့မပေးခဲ့တာကြီးပါတယ်ရှယ်ပေါ့ကျွန်တော်တို့ကလည်းဒါမျိုးတော့ဝေဆိုးကနေဆိုးဝေဖြစ်နေဒါမျိုးတော့နာမည်နှလုံးနဲ့ဆိုကျွန်တော်ဟုတ်တယ်လို့ဒီမှာကျွန်တော်ဇိုင်းလူကပေါ့နော်မွေးတက်ကလေးပါလေအကုန်လုံးသူ့ကိုပြောပြလိုက်ချိန်မှာမှန်တယ်ပေါ့ဒီမှာတို့ဒီဖြည့်တဲ့ချိန်မှာသူတို့ဒီဂျပန်နေမျောကြီးပါနေဆိုရှေ့နောက်လေးလိုပုံစံဖြစ်သွားတယ်လို့ကျွန်တော်ဖြည့်ရတော့ဒီပုံမှန်တိုင်းပဲဖြည့်ရလို့ပြောလိုက်တဲ့ချိန်မှာကတ်ကိုပေးခဲ့တယ်ပေါ့နော်ဒီလျှောက်တဲ့ချိန်မှာလည်းတခြားပေါ့နော်ဒီဗီဇာကတ်ကိုပဲလျှောက်ဖို့တခြားလိုမာစတာတွေနောက်ပြီးတော့ပရီမီယံတွေဂိုရန်ကတ်တွေပါအဲ့လိုမျိုးမလျှောက်နဲ့ပေါ့တရားကြီးကြနှစ်စင်ကြီးတွေပါပြီးရဒါကြတော့ဘာမှမပေးရဘူးပေါ့နော်တချို့ရလည်းမေးထားတယ်ပေါ့နော်ဒီကတ်ပေါ့တစ်လောက်1000ပေးရလားတဲ့မပေးရဘူးပေါ့နော်ခုဒီလာတုံးထားတဲ့ဥစ္စာကိုဒီနောက်လာပေါ့26ရက်နေ့မှာဖြတ်တယ်ကိုကလိုမျိုးဖြတ်တာဘာကြောင့်ဖြတ်တာလဲဆိုရင်တချို့လူရကြတော့တစ်ချိန်နဲ့မပြီးပဲနဲ့2ချိန်3ချိန်လို့ခွဲပြီးဆက်လိုက်တဲ့ချိန်မှာသူတို့2%နဲ့ယူတာဥပမာဆို1020ဆိုရင်တစ်လောက်ကို2000အဲ့လိုယူတဲ့ပုံစံမျိုးပေါ့10,000ဆိုရင်1000အဲ့လိုမျိုးယူတာခွဲပြီးမဆက်ရင်မယူဘူးပေါ့နော်တစ်ချိန်နဲ့ဆက်ရင်ဘာတော့မှမပေးရပါဘူးအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်